အားလုံးမင်္ဂလာပါဗျာပြီးခဲ့တဲ့အပတ်ကတော့ခံလိုက်ရတယ်ပေါ့619ချီ3နှလုံးကြီးနဲ့3အညီနဲ့ခံလိုက်ရတာပေါ့ကဲခုတစ်ပတ်3လပိုင်း15ရက်2026ဒီနေ့ကနေထွက်မယ်ဒီနေ့ကနေထွက်မယ်ချဲပေါ့ဗျာလောလောဆယ်အတွေးလေးကိုလာပြတာပေါ့ဒီကိုနှစ်ခွန်ကနှလုံးလည်းဖြစ်နေတယ်အပြီးပေါက်လည်းဖြစ်သွားနိုင်တယ်တွေးထားတယ်ဗျကြီးရတော့မလွမ်းမသွေယူရမှာအဲ့ဒီရောတဲ့ဘရိတ်လိုင်းလေးတွေ့ထားလို့ရင်လာတင်ပြတာဗျပြီးခဲ့တဲ့ဘက်ကတော့ပါဝါရင်းနဲ့ခံရတယ်ဗျာကိုကနက်ခိုက်ဘရိတ်ဆိုလို့ရှိရင်လည်းခံရတာပဲဗျကျွန်တော်လုတ်ပင်နေလုတ်သက်ကြသွားလို့မယူတော့အဲဟောင်းတိတ်ပြီးတော့မယူတော့တာနှစ်နက်က4နှစ်ပါဘူးခွန်2 4ခွန်ဘရိတ်ဖြစ်ရမယ်နှစ်ပါပါနှစ်နက်က4နှစ်ပါပါခွန်2 4ခွန်ဘရိတ်ဖြစ်ရမယ်ဖြစ်တာပဲတစ်ပါဝါ6တစ်နက်က8တစ်6 8ဘရိတ်ဖြစ်ရမယ်ဖြစ်တယ်လေးနက်က2 4ပါဝါကို4နှစ်ကိုဘရိတ်ဖြစ်ရမယ်ဖြစ်တာပဲအစင်လိုက်ကြီးဖြစ်တစ်နက်က8တစ်ပါဝါ6တစ်8 6ဘရိတ်ဖြစ်တာပဲအဲ့လိုဒီကနေပြီးတော့စပြီးတော့အဲ့လိုဖြစ်လာတာတောက်လျှောက်ဖြစ်လာတာဗျာဘေးရှင်းနေလို့မယုံတော့တာအဲ့ဒီတော့ကျန်တဲ့အလုံးကြီးလည်းပါဝါရင်းနဲ့ခံလိုက်ရတယ်ဗျာ180လို့ဆိုလို့ရှိရင်ခုလောလောဆယ် break အတွေ့လေးကိုကျွန်တော်လာပြတာဘယ်ကနေစရမလဲဆိုတော့ဘယ်ကနေစရမလဲဆိုတော့3ညဒီကောင်ငါနက်ကဘရိတ်ရိုက်တာတော့ဟုတ်တယ်နော်နောက်တစ်ခါ9ရက်နေ့3ရက်4ရက်နက်ကနေ့ဆိုဘရိတ်ရိုက်တာလေဟောခုတခါဒီမှာခွန်နက်ကဘရိတ်ရိုက်မယ်ဆို3ညနောက်တစ်ခါဦးရလဲလာတာပဲဒီတော့က4တယ်အဲ့လိုကလည်း4တယ်အဲ့လေးကိုရိုက်တာပဲဗျာဒီမှာ4နက်က2ဆိုပြီး break
နောက်တစ်ခါဒီလိုကငါအဲ့လိုဒီတပင်ရှာနှစ်ပင်ရှာဒီလိုကကိုအကိုဒီမှာကိုနက်ကရှောက်ဆိုရိုက်တာပဲတပင်နှစ်ပင်ရှာစုံးနေတာ break စုံးနေတာခွန်နဲ့ဗျာအဲ့တော့ဒီမှာ3ည break ကနှစ်ဆိုင်ကြီးဗျ3ည break ကိုအကြီးကိုင်းတော့မယ်ဗျာ break line လေးလာပြတာပါ3ည break ကိုဒီ4 9 2ခွန်နှလုံးအညီကိုင်းမယ်ဗျာအခုဒီပတ်နှလုံးအညီဒါမှမဟုတ်ဒါကိုလည်းကျွန်တော်ခွေးထားတယ်ဗျဒီကောင်အခုဒီပတ်ဒီကောင်ယုံတယ်အပြီးပေါက်လည်းဖြစ်သွားနိုင်တယ်ဆိုပြီးတော့အဲ့တော့ဒီနှလုံးက3ညအဲ့3ညဒီလိုကခွန်3ညနောက်ကခွန်ဒီလိုကကိုအကိုနောက်ကဒီမှာရှောက်လို့ရိုက်တာဒီမှာရှောက်လို့ရိုက်တာအဲ့တော့ကိုရိုက်ဖို့အတွက်ကဒီမှာတစ်လုံးဝင်သွားမယ်ခွန်ပိတ်လို့တစ်လုံးဝင်ခွန်ပိတ်ဂျာရကြည့်တာပါမသုံးပြသေးဘူးနောက်တစ်ခါဒီနှလုံးကခွန်ရှေ့ပဲအဲ့နှလုံးရှေ့ကိုဒီနှလုံးရှေ့လားဒီနှလုံးတက်လားရှေ့ကိုနောက်ကတက်နေရှေ့မှာဒီနှလုံးတက်လို့ရှေ့မှာလားဒီတစ်လုံးနဲ့ရှေ့မှာလားဒီမှာရှေ့ပဲရှေ့နောက်ကတက်လို့လို့ဒီနှလုံးတက်နေရှေ့တာလားဒါမှမဟုတ်ဒီတစ်လုံးနဲ့တက်လို့ရိုက်မှာလားဒီမှာလည်းရှေ့လောက်ထားတယ်တက်ကဒီနှလုံးတက်လားဒါမှမဟုတ်ဒီတစ်လုံးနဲ့တက်လို့ရိုက်မှာလားတက်အလဲရမယ်နှလုံးတက်ဆိုရင်တော့3ညတက်ပြီဘူဘရိတ်ကိုလိုချင်တော့တက်ခွန်နဲ့ကအဲ့လောက်ကလေးတော့ထိုးမယ်အတွေ့လေးကိုလာပြတာဗျာဒီနေ့ကနေ့နေ့တိုင်းထွက်တဲ့ share နော်ဒါလေးကိုတော့ယုံတယ်ဗျာပြီးခဲ့တဲ့ဘက်က61983နှလုံးအကြီးလို့ကျွန်တော်ပြောခဲ့ပါတယ်အခု492ခွန်အပြီးတောင်ပေါက်သွားနိုင်တယ်နှလုံးကြီးအောင်လည်းမကောင်းဘူး
လေးကျွန်တော်ဒါပြတာပါစနေနေ့မဟုတ်တောက်ကြနေ့တနေ့နေ့တော့ပြန်ပြီးတော့တက်ခဲ့ပါဦးမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်